ပြည်ဆိုင်ရာလေးစိတ်ကြီးနဲ့ငိုလို့ဒီနိုင်ငံကမြစ်ထွက်သွားတော့မယ်ဆိုပြည်ဆိုင်ရာလေးစိတ်ကြီးနဲ့ငိုလို့ Bye 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 byeချစ်သူတွေလည်းမဟုတ်ပါငါတို့တငယ်ချင်းတွေထပ်ဖို့အဲ့လိုဖြစ်တာငါကိုကြွေအောင်တကယ်မင်းချွေတက်လို့မင်းအားရပြဖတ်ဖို့ email တွေပို့ထားမယ်ဟိုမှာချင်းနေဘလို့များလဲရီစာရပြီးတော့ပြောတော့ငါတို့ကိုရှုံးထားနေသူရှိရချက်ကရှင်နေချမှာပညာရှာဖို့ပြီးရင်ကိုတိုင်းပြည်ကိုပြန်ပြီးချုပ်ပြချင်းတာပါဆိုချစ်ချူပါတဲ့တငယ်ချင်းရငါမှရင်နာနာကိုဟိုမှာဘသူနဲ့တွေ့တွေ့မျက်နှာဆက်တော့မင်္ဂလာပါလို့ရောက်